မမိတ်ဆွေသူတော်စင်သူတော်ကောင်းအပေါင်းတို့အားဓမ္မဒါနပြုသောအဖြစ်လိုရာသုံးပရိစိတ်နည်းကိုမျှဝေပေးမှာဖြစ်ပါတယ်။ဤလိုရာသုံးပရိစိတ်နည်းအတိုင်းကျင့်ကြံလိုက်နာပရိစိတ်ကြကုန်သည်ဖြစ်၍ကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းဘုံကျက်သေးလိုခြင်းအကြံကောင်းဉာဏ်ကောင်းရာခြင်းအစရှိတဲ့ကောင်းကျိုးချမ်းသာကျက်သေးမင်္ဂလာဖြာဖြာတို့နှင့်ပြည့်စုံနိုင်ကြပါစေ။လိုရာသုံးပရိစိတ်နည်းဘုံကျက်သေးတိုးတက်လိုလျင်သောဘဂဝါဣတိပိအရဟံကိုပရိစိတ်၍ပွားပါအကြံကောင်းဉာဏ်ကောင်းပေါ်စေလိုလျင်သောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောကိုပရိစိတ်၍ပွားပါအကြံဟုသမျှအောင်စေလိုလျင်သောဘဂဝါဣတိပိဝိဇ္ဇာစရဏသမ္ပန္နောကိုပရိစိတ်၍ပွားပါမိမိပြောသမျှစကားအောင်မြင်စေလိုလျင်သောဘဂဝါဣတိပိသူကတော်ကိုပရိစိတ်၍ပွားပါထင်ပေါ်ကျော်သောလိုလျင်သောဘဂဝါဣတိပိလောကဝိတုကိုပရိစိတ်၍ပွားပါလူနဲ့တိရစ္ဆာန်ချစ်ခင်လိုလျင်သောဘဂဝါဣတိပိနုဒရမုရိဒဓမ္မတာရတိကိုပရိစိတ်၍ပွားပါသူတစ်ပါးတို့ဤအလိုဆန္ဒကိုဖြည့်စွမ်းကဲဆယ်လိုလျင်သောဘဂဝါဣတိပိတထာဒေဝမနုဿာနံကိုပရိစိတ်၍ပွားပါလောကုတ္တရာသမာဓိမောကဲ့သို့အရာရာမှာကြံစ၍သိလိုလျင်သောဘဂဝါဣတိပိဘုံတော်ကိုပရိစိတ်၍ပွားပါသူတစ်ပါးတို့မတုဝံမပြိုင်ဝံကြောက်ရွံ့စေလိုလျင်သောဘဂဝါဣတိပိဘဂဝါကိုပရိစိတ်၍ပွားပါဤဂုဏ်တော်များကိုထုံနေအောင်ပရိစိတ်ထားခြင်းဖြင့်ဂုဏ်တော်တစ်ပါးချင်းစီရဲ့အကျိုးကျေးဇူးများခံစားနိုင်ကြပါစေမိမိတို့ကိုယ်တိုင်ပရိစိတ်ပွားများနိုင်သောပုံစံများဖြင့်9ရက်18ရက်ရက်30 49ရက်9ပတ်18ပတ်သက်စေစသဖြင့်မိမိတို့ကိုယ်တိုင်ရွေးချယ်ပြီးအဋိဋ္ဌံဝင်၍ပွားများနိုင်ပါသည်ကျမ်းမာချမ်းသာကြပါစေ